XML 6.8 သူကစာအုပ်တစ်ခုရှိတယ်မြေကြီးမျိုးစားကြည့်ဖို့အတွက်ကို swine velocity ကိုပေးထားတယ် swine velocity က 2000 feet per second မြေကြီးမျိုးစားက very dense swine soft rock မြေမာမျိုးစားဖြစ်တဲ့ကြောက်တုံးငယ်ငယ်လေးကြောက်သေးလေးလည်းပါမယ် row တန်ဖိုးက 1.01 row ဆိုတာ redundancy factor သူတွက်ခိုင်းတာကြတော့ base ရှိရကိုတွက်ခိုင်းတယ် simplify lateral force procedure ကိုသုံးပြီးတော့အဲ့တော့ simplify lateral force procedure က F SDS R divided by R into W weight အဲ့တော့ဒီမှာ SDS ကိုတွက်ဖို့အတွက်ဆိုလို့ရှိရင် SDS ဆိုတာ 2 into SMS map spectral response acceleration ရဲ့ 2 အဲ့တော့ map spectral response acceleration ဆိုတာ FA နဲ့ SS နဲ့နှုတ်တာ FA ဆိုတာဒီ acceleration coefficient အဲ့ဒါကို IPC table မှာတွားကြည့်မယ် SS ကိုလည်း map ကရလာတဲ့ဒီမြေကြီးဒီ data ဘယ်မှာရှိသလဲပုံမှန်မူတည်ပြီးတော့ SS ကိုလည်းတွားကြည့်မယ်ဆိုတဲ့အခါကျတော့ SMS ကဘယ်လောက်ရလဲဆိုရင် 0.4 ဆိုပြီးတော့ရတယ်အဲ့တော့ 2.4 ဆိုတော့ design လုပ်ရမယ် acceleration က 0.48 into 0.2 design လုပ်ရမယ် acceleration က 0.32 base shear V equal to FSDS divided by R into W အဲ့မှာ F ကဒီ story ကဘလောက်ဘယ်နှစ်ထပ်ရှိလဲသူကအမျိုးအစားက one story တစ်ထပ် single family light frame ဝူးနဲ့ဆောက်ထားတဲ့တစ်သားနဲ့ဆောက်ထားတဲ့လူနေအိမ်အမျိုးအစားတစ်ထပ်အိမ်လေးဆိုတဲ့အတွက်ကြောင့် F တန်ဖိုးက 1 SDS က 0.32 design လုပ်ရမယ် acceleration က 0.32 R response modification factor 6.5 တစ်သားနဲ့လုပ်ထားတဲ့အဆောက်အဦဖြစ်တဲ့အတွက်ကြောင့်မလို့ R တန်ဖိုးက 6.5 light frame ဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒါကိုလည်းဒီ R တို့ I တို့တန်ဖိုးကို table မှာတောက်ကြည့်မယ် W က total weight က 45 kg dead load ကဒါဆိုရင်မလင်လာတဲ့အခါမှာသူ့အောက်မှာရှိနေတဲ့ base shear က 2.2 kg ဆိုပြီးတော့ရမယ်အဲ့တော့ simplify procedure မှာလေသူကဘာကိုပြန်ပြီးတော့ maximum နဲ့ minimum value ကိုပြန်ပြီးတော့တွက်ရမယ် SS တန်ဖိုးကို 1.5 နဲ့ reduce လုပ်ပြီးတော့တွက်မယ်အဲ့ဒါဆိုရင် 1.5 နဲ့ reduce လုပ်ပြီးတွက်တဲ့အခါမှာ SMS equal to FA into SS FA က 1.0 ဒီ spectral response acceleration ကို 1.5 နဲ့ reduce လုပ်လိုက်တယ်ဒါဆိုရင် design response ကလောက်ရှိသွားမလဲဆိုရင်2 into 1.5 ဆိုတဲ့အကြောင်း1.0 base shear total design base shear က1ဒီ reduce လုပ်ပြီးသားနဲ့တွက်မယ်ဆိုရင် 6.92 kg